အဲ့တော့ပြောချင်တာကရှီရင်းဆို object တစ်ခုကိုဟိုကအတူယူပြီးတော့အတစ်တစ်ခုဖန်ပြီးတာကို inspiration လို့ခေါ်တယ်တချို့ကကျတော့ inspiration ကနားမလည်တဲ့ခါကျတော့ဒါကြီးကိုပဲပုံစံနဲ့ဖန်ပြီးတော့ inspiration လို့ခေါ်တာပေါ့နော်ဒါကြီးကိုတပုံစံနဲ့ဖန်ပြီးတာ inspiration မဟုတ်အဲ့ဒါကူးချတာဒီဇိုင်းတစ်ခုမှာ concept နဲ့ illustration ကဘယ်လိုမျိုးလဲဆရာပြီးတော့အဲ့တစ်ခုကဘယ်လိုမျိုးကွာခြားချက်ရှိပါလဲကျွန်တော်တို့ architecture မှာပြောနေကြအတိတ်ပဲတော့ရှိတယ် architecture theory တွေမှာကျွန်တော်တို့ကလုံးဝ 100% ပြည့်မှားတယ် 100% ပြည့်မှန်တယ်ဆိုတာမရှိဘူးကျွန်တော်တို့ကပြောချင်တာဘာကြောင့်လဲဆိုတော့ဒီ major ရက်ကအနုပညာပေါ်မှာတည်လာတဲ့အခါကျတော့တူးချင်းစီရဲ့လွတ်လပ်မှုနဲ့သွေးခေါ်မှုတွေ ideology တွေပေါ့နော် idea တွေဒါတွေအားလုံးအပါဝင်နေတယ်ခေတ်ဆက်ဆက်မှာဆိုတော့ architect တွေရဲ့ idea လွှမ်းမိုးမှုတွေကအမျိုးမျိုးရှိခဲ့ကြတယ်အဲ့အမျိုးမျိုးပေါ်မူတည်ပြီးတော့လဲခေါင်းမာခဲ့တဲ့ architect တွေလည်းရှိကြတာပေါ့လေအဲ့တော့ဒီအသေးပဲဖို့ဆိုတဲ့ကကျွန်တော်အသေးပဲဖို့ဆိုချက်ဖြစ်တယ်ဆိုတာကဘာလဲဆိုတော့ inspiration ဆိုတာကကြတော့အတူယူဖန်တီးခြင်းပေါ့အတူယူဖန်တီးခြင်းလို့ပြောတဲ့အခါမှာကျွန်တော်ဆိုလိုချင်တာကအတူယူရမယ့်အရာတစ်ခုရှိနေတဲ့အရာတစ်ခုကိုအတူယူခြင်းဖြစ်တယ်နော် object တစ်ခုရှိနေတယ်ပေါ့ဟိုမှာဆိုလိုချင်တာကတော့Walt Disney ဆိုတဲ့ဇာတ်ကောင်က Mickey Mouse ဆိုတဲ့ကတ်တွန်းဇာတ်ကောင်လေးဘယ်လိုဖန်တီးခဲ့တယ်လဲတနေ့ဖះเจ้าသွားရင်လည်းချောကလေးတစ်ကောင်ကိုသူမြင်တယ်အဲ့ချောကလေးကဖះเจ้าမှာရှိတဲ့စွန်းတော်တွေပါလာခိုးတာတွေပဲသူတွေ့တယ်အဲ့လိုမျိုးမြင်တော့ကြွက်အလေလေးပေါ့နော်အဲ့ဒါလေးကိုသူကချစ်ပြီးတော့မှအဲ့ကြွက်ကနေမှတစ်စင် Mickey Mouse ဆိုတဲ့ဇာတ်ကောင်ပြောင်းလိုက်တာဒါပေမဲ့ Mickey Mouse ကတ်တွန်းဇာတ်ကောင်တခြားကြည့်မှဆိုရင်လုံးဝအပြင်မှာရှိတဲ့ကြွက်နဲ့သူမှမတူတာလေချစ်စရာကောင်းတဲ့အသွင်လေးတစ်ခုဖြစ်ကိုပြောင်းလဲလိုက်တာပဲဒါဆိုပြောရမယ်ဆိုရင်တော့ဒီ Mickey Mouse ဆိုတဲ့ကတ်တွန်းဇာတ်ကောင်လေးရဲ့ပထမ inspiration ကကြွက်လို့သူကမှတ်ယူနိုင်တာပေါ့နော်ပုံမှန်မြင်တွေ့နေကြကြွက်လို့မှတ်ယူနိုင်တာပေါ့ဟိုမှာ American နိုင်ငံမှာရှိတဲ့ Joab Kennedy လေဆိပ်ဆိုလို့ရှိရင်မသိရင်တိုင်းငယ်ကြီးပြန်တက်နေတော့မယ်အတိုင်းပဲဒါပေမဲ့တိုင်းငယ်ကိုအတူယူပြီးတော့လေဆိပ်ကိုဖန်တီးထားပေမဲ့အပြင်မှာရှိတဲ့တိုင်းငယ်ကြီးတွေအဒီမီကြီးတော့မဟုတ်ဘူးပေါ့အမွေတွေရောအတောင်တွေရောတော့မဟုတ်ဘူးရုပ်တရက်ကြည့်လိုက်ရင်သူ့ရဲ့ foul လေးတွေသူ့ရဲ့ကောက်ကြောင်းလေးတွေကတိုင်းငယ်နဲ့တွားပြီးတော့တူနေတယ်ပေါ့အဲ့တော့ပြောချင်တာကရှီရင်းဆို object တစ်ခုကိုကအတူယူပြီးတော့အတစ်တစ်ခုဖန်တီးတာကို inspiration လို့ခေါ်တယ်တချို့ကကျတော့ inspiration ဆိုတာနားမလည်တဲ့အခါကျတော့ဒါကြီးကိုပဲတပုံစံနဲ့ဖန်တီးတော့ inspiration လို့ခေါ်တာပေါ့နော်ဒါကြီးကိုတပုံစံနဲ့ဖန်တီးတာ inspiration မဟုတ်အဲ့ဒါကူးချတယ်ဥပမာဆိုကြပါစို့အဘာတာကုမ္ပဏီတစ်ခုကနေပြီးတော့အဘာတာရှူစေးအတွက်ကိုကျွန်တော်ဒီဇိုင်းအပ်တယ်ကျွန်တော်အဘာတာရှူစေးဘူးနဲ့တပုံစံနဲ့တူတဲ့အဆောက်အဦကိုဖန်တီးလိုက်မယ်ဆိုရင်အဲ့ဒါက inspiration မဟုတ်ဘူးအဲ့တပုံစံနဲ့တူတဲ့အဆောက်အဦကိုဖန်တီးလို့လည်းဘယ်သူမှစိတ်မဝင်စားဘူးအဲ့ရှီယာဖြတ်သွားတဲ့လူကကြည့်လိုက်တယ်အဆောက်အဦကြီးကအဘာတာရှူစေးဘူးပုံစံကြီးဆိုပြီးတော့တခါနဲ့ကဘယ်သူမှစက်မကြည့်တော့ဘူးအဲ့တော့ဒါက inspiration ပေါ့ inspiration ဆိုတာအတစ်တစ်ခုကိုဖန်တီးတာပဲအဲ့ဒီအတစ်ကဘာလဲဆိုတော့သူ့မှာရှိတဲ့ idea ရယ်ကိုယ့်မှာရှိတဲ့ idea ရယ်အဲ့ဒီနှစ်ခုကိုပေါင်းပြီးတော့အတစ်တစ်ခုကိုဖန်တီးခြင်းကိုမှ inspiration လို့ခေါ်တာဒါကကျွန်တော်အမြင်ပေါ့လေနောက်ချက်ကကျတော့ process ဆိုတာကြတော့ကျွန်တော်တို့ architecture မှာကျွန်တော်အမြင်မှာကျတော့စိတ်တစနံလို့ခေါ်တာစိတ်တစနံဆိုတာကကျွန်တော်တို့ရုပ်ဝတ္ထုနဲ့ပြဖို့ခက်တယ်ဥပမာအဖြစ်လူတောက်ကလူတောက်ကိုမုန်းတယ်လူတောက်ကလူတောက်ကိုချစ်တယ်ဆိုရင်အဲ့ဒါကိုရုပ်ဝတ္ထုနဲ့ပြောရခက်တယ်ဥပမာဆိုကြပါတော့ဗျာတစ်ခေါက်ကကျွန်တော်တို့ညီကမြန်မာကားရဒိုင်တော့လို့ပေါ့နင့်ကငါမုန်းတယ်လို့ပြောတဲ့အခါမှာနင်မုန်းတာတဲ့ပိုမုန်းတယ်ဆိုပြီးပြန်ပြောတာပေါ့ပြောချင်တာကမုန်းတယ်ဆိုတာကြီးကနေမုန်းတာကနေချစ်တာကအေယာဝတီမျက်နှာချစ်တာလားချင်းလွင်မျက်နှာချစ်တာလားဆိုတာပြောလို့မရတာလေချစ်ချင်းမုန်းချင်းဆိုတာစိတ္တဆနန်နေမြစ်တာတွေဂိယူနာတွေဆိုတာကရုပ်ဝတ္ထုနဲ့ကျွန်တော်တို့ကပြလို့မရပေမဲ့လူတွေကဘာလုပ်ကြလဲဆိုတော့ပြဖို့စ조사ကြတယ်ဥပမာဆိုကြပါတော့ကောင်လေးနဲ့ကောင်မလေးကောင်လေးကကောင်မလေးကိုချစ်တယ်ပြောတဲ့အခါကောင်မလေးကပြန်ရှစ်တယ်ပေါ့နော်ရှင်ကျမကိုဘယ်လောက်ထိချစ်လဲဆိုကောင်လေးကအဲ့ကမှာမိခွန်းတက်တဲ့ပုံစံပြောတော့ဘာဖြစ်ရမှမသိအဲ့တော့ပုံမှန်တမ်းပြောလို့ဆိုကောင်းကင်ဘုံမှာရှိတဲ့လာမင်းကိုလက်ညှိုးထိုးပြီးအဲ့လောက်ချစ်တယ်ဘာညာပြောတယ်ဆိုတာကနိုင်ရ object တစ်ခုကိုသူကဘာလို့ရတာလဲဆိုတော့နိုင်ပြတယ်ကောင်မလေးကိုသူ့ရဲ့အချစ်ကအဲ့လောက်ရှိတယ်ဆိုတော့နိုင်ပြရတာကောင်မလေးရဲ့ထိတ်ချင်းတော့သူတက်ဖို့ထပ်တိုးမှာပေါ့အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ concept ဆိုတော့ကျွန်တော်စိတ်ထဲမှာရှိတဲ့စိတ်တစနံကိုရုပ်ဝတ္ထုတစ်ခုအနေနဲ့အကောင့်ထဲပေါ်ခြင်းဖြစ်တယ်အဲ့တော့ဥပမာဆိုကြပါတော့အလွယ်ပြောမယ်ဆိုရင်ကျွန်တော်ကချစ်စရာကောင်းတော့ဆိုတဲ့စကားလုံးမျိုးကိုကျွန်တော်ကခံစားပြီးတော့မူကြိုအကြောင်းလေးတစ်ခုကိုကျွန်တော်ဖန်တီးလိုက်တယ်ကျွန်တော်မူကြိုအကြောင်းလေးရဲ့ concept ကဘာလဲဆိုတော့ချစ်စရာကောင်းတော့ကဲအဲ့တော့ကျွန်တော်ကအဲ့ concept နဲ့ကိုက်ညီတော့ကျွန်တော်မူကြိုအကြောင်းလေးကိုချစ်စရာကောင်းအောင်ဖန်တီးလိုက်တယ်ရှေ့ကနေလူတွေကဖြတ်သွားတယ်ကလေးတွေကဖြတ်သွားတယ်ဒီမူကြိုလေးကိုလမ်းမြင်တယ်မူကြိုအကြောင်းလေးရဲ့ချစ်စရာလေးနော်လို့မှတ်ချက်ပေးတယ်ဆိုရင်ကျွန်တော်ပေးချင်တဲ့ concept ကိုသူကရတယ်အဲ့ဒါပေါ့တော့ဒီထဲမှာကျွန်တော်ရဲ့စိတ်တစနံကိုမြုပ်ထားတာဒါပေါ့inspiration နဲ့မတူတာကြတော့ concept ကကြတော့လုံးဝကိုယ့်ရဲ့ 100% အုံကျုံးလို့ပဲပြောမလားကိုယ့်ရဲ့100တော့ base မရှိခုနကတော့ inspiration လို့မျိုးကျွန်တော်တို့အတူယူစရာမရှိဘူးကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒီစကားလုံးပေါ်မှာခံစားပြီးတော့မှအတစ်တစ်ခုကိုဖန်တီးပြလိုက်တာအဲ့ဒါကိုကျွန်တော်အနေနဲ့တော့ concept လို့ကျွန်တော်မြင်နေပေါ့လေဟုတ်ကဲ့ပါဆရာ